မြန်မာပြည်ရဲ့ဒန်တာရီတွေရဲ့အမောင်ဆုံးတဲ့ကတခုတည်းသောနာမည်ကတော့လူရှင်တွေရဲ့နှလုံးသားကိုကြောက်ရွံ့စေပါတယ်အဲ့ဒါကတော့မဖဲဝါပါတယ်မင်းအောက်ကပါရဲ့မိဘပေါ့သူမဟာအမဲတမ်းရန်လိုတဲ့အသေးအတကောင်မဟုတ်ပါဘူးဒန်တာရီဆိုရင်သူမဟာတားမြစ်ထားတဲ့အတ္တပညာတွေကိုကျွမ်းကျင်တဲ့စွမ်းအားကြီးတဲ့မော်ဆာယာမတ်တူဖိခဲ့ဘူးတယ်ဒါပေမဲ့အာနာအတွက်သူမရဲ့ငတ်မွတ်မှုကသူမရဲ့ဝိညာဉ်ကိုလုံးဝမျိုးချလိုက်ပြီးလက်စားချေခြင်းနဲ့စိတ်ရှိတဲ့ဝိညာဉ်တကုံအဖေပြောင်းလဲပြတဲ့ကသူ့ရဲ့တရေဓမ္မကြီးကိုအုပ်ချုပ်နေရတာပါပဲမဖဲဝါကိုညဘက်တွေမှာမကြာခဏတွေ့ရတတ်ပါတယ်တင်းချိုင်းဒီအနီးဒါမှမဟုတ်ရှီးဟောင်းအဆောက်အဦဒီအနီးဝတ်တိုင်မှာလှည့်လည်နေတတ်ပါတယ်သူမကရွှေခတ်တစ်ချက်ကိုကိုင်ဆောင်ထားပြီးသူမကတင့်ကိုအစားအစာကန်လန်းခင်ရင်ဘယ်တော့မှလက်မခံသင့်ဘူးလို့ပြောကြပါတယ်တကိုင်းနဲ့တင့်ရဲ့ဝိညာဉ်ဟာသူ့အတွက်သာဝရပိုင်ဆိုင်သွားပါလိမ့်မယ်ဒီနေ့အထိရွာဖအများဖျားကမဖဲဝါရဲ့အာယုံကိုဆွဲဆောင်မိမှာကိုကြောက်လို့နေဝင်ပြီးတဲ့အခါသူ့နာမည်ကိုမခေါ်ရဲပါဘူးဘာလို့လဲဆိုတော့မဖဲဝါဟာဒန်တာရီတသက်မဟုတ်တချို့လျှို့ဝှက်ချက်တွေဟာမြူနှမ်းထားတာကပိုကောင်းတယ်ဆိုတဲ့သတိပေးချက်တစ်ခုဖြစ်နေလို့ပါပဲသူမနဲ့တွေ့ဆုံခြင်းဖို့တတိရှိပါမလားမှတ်ချက်တွေမှာကျွန်တော်တို့ကိုပြောပြခဲ့ပါဦးနောက်ပြီးတတိထားပါတစ်နောက်ကိုလဲမကြည့်နဲ့နော်